အားလုံးပဲမင်္ဂလာပါဗျာเนาะကျွန်တော်ကိုဖြိုး YouTube channel လေးကနေပြီးတော့ကျွန်တော်ကိုတွေမာတွေတူတယောက်ချင်းဒီတိုင်းကိုနှွေးထွေးသွားပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာเนาะအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေစီးပွားရေးတွေလည်းဒီထဲမှာကအောင်မြင်တိုးတက်ကြပါစေကျွန်တော်ရဲ့ကိုမာတွေအားလုံးကိုဥစွာပထမကျွန်တော်ကိုဖြိုးကနေပြီးတော့စုမုံကောင်တောင်းပေးလိုက်ပါတယ်ကိုတွေမာတွေအားလုံးပဲကဲကိုတွေမာတွေအားလုံးပဲဗျာเนาะကျွန်တော်တို့အခုလာမယ်အပတ်အတွက်ကိုကျွန်တော်ဘက်ကရရှိထားတဲ့ပေါ်တူဖူးမကျော်ပတ်တီးလေးရဲ့မွေးနှစ်ကွက်ကလေးကိုလာရောက်ပြီးမျှဝေပေးတဲ့ဗီဒီယိုပိုင်းလေးဖြစ်ပါတယ်ကိုမတွေเนาะပြီးခဲ့တဲ့အပတ်တုန်းကလည်းကျွန်တော်ပေါ်တူဖူးညော်ပတ်တီးလေးရဲ့အခွေလေးရဲ့ကျွန်တော်ပေးခဲ့တယ်ဗျလုံးဝအဆင်ပြေတယ်เนาะအခွေလေးမှလည်းအဆင်ပြေတယ်ပတ်တီးလေးကျွန်တော်ပေါ်တူဖူးညော်ပတ်တီးလေးမှလည်းအဆင်ပြေခဲ့တယ်ကိုဒီမတွေအားလုံးပဲเนาะကဲအခုကျွန်တော်တို့လာမယ်အပတ်အတွက်ကိုကျွန်တော်ဘက်ကနေပြီးတော့ဒါလာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုပိုင်းလေးဖြစ်ပါတယ်ကျွန်တော်ကိုမတွေဗီဒီယိုပိုင်းလေးကိုတွေ့ရင်လိုက်လက်မလေးတွေနှိပ်မယ်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးတဲ့ကိုမတွေ channel လေးကို subscribe လေးတွေနှိပ်ပေးမယ်ကိုမတွေအားလုံးပဲเนาะကျွန်တော်ဒီဗီဒီယိုပိုင်းလေးကိုပြီးဆုံးနိုင်အောင်ကြည့်မယ်ကျွန်တော်ကိုမတွေအတွက်လုံးဝအဆင်ပြေရမယ်ကိုဒီမတွေအားလုံးပဲကဲဟုတ်ပြီကိုဒီမတွေเนาะကျွန်တော်ရရှိထားတဲ့ပေါ်တူဖူးကျော်ကနန်းပတ်တီးတစ်လုံးနဲ့မွေးနှစ်ကွက်နဲ့ကိုကျွန်တော်ပြောပြပေးမယ်ကိုဒီမတွေအားလုံးပဲကျွန်တော်တို့လာမယ့်ပတ်အတွက်ကိုကျွန်တော်ပြီးတော့ပရိတ်ရယ်မပြောက်ပတ်တီးလေးတွေကျွန်တော်ပြောပေးမယ်ဗျာเนาะအရင်ဆုံးကျွန်တော်ဘက်ကနေပြီးတော့ပေါ်တူဖူးကျော်ဇာတို့မွေးပတ်တီးအရင်ပြောပြပေးမယ်ကိုဒီမတွေအခုလာမယ့်ပတ်မှာတာဦးနေတနင်္လာနေ့မှာတော့ဖောင်းနေဆိုတော့ကျွန်တော်တို့အင်္ဂါဗုဒ္ဓဖူးကြာတာပြီ3ရက်မွေးရမယ်ဗျာနော်3ရက်မွေးရမယ်ဇာတို့ပတ်တီးရတစ်လုံးရဲ့မွေးနှစ်ကွက်ရဲ့ကိုဒီမတွေအားလုံးပဲနော်တာဦးနေတနင်္လာနေ့မှာဖောင်းတဲ့အတွက်ကြောင့်အင်္ဂါဗုဒ္ဓဖူးကြာတာပြီ3ရက်မှာထွက်ရမယ်ဇာတို့ပတ်တီးလေးရဲ့မွေးနှစ်ကွက်လေးရဲ့ကျွန်တော်ပြောပြပေးမယ်ကိုဒီမတွေနော်ကဲဟုတ်ပြီကိုဒီမတွေကျွန်တော်တို့လာမယ့်ပတ်အတွက်ဗုဒ္ဓဖူးမကျော်ပတ်တီးလေးနဲ့မင်းနှစ်ကွက်လေးကိုအရင်ပြောပြပေးပါမယ်ကိုဒီမတွေကျွန်တော်ဘက်ကရရှိထားတဲ့ဗုဒ္ဓဖူးကျော်ပတ်တီးလေးကတော့ကျွန်တော်တို့ဒါ3တလုံးပတ်တီးပါ3ပတ်တီးပါเนาะကိုဒီမတွေပတ်တီးလေးဇာတို့ပတ်တီးလေးက3ပတ်တီးပါမွေးနှစ်ကွက်ကတော့36နဲ့39နဲ့ပါကိုဒီမတွေအားလုံးပဲဗျာเนาะဒါကျွန်တော်တို့အင်္ဂါဗုဒ္ဓဖူးကြာတာပြီ3ရက်မှာကြာပြရမယ်ဇာတို့ပတ်တီးနဲ့မွေးနှစ်ကွက်ကလေးပါဗျာเนาะဒီ36နဲ့39ကအင်္ဂါဗုဒ္ဓဖူးကြာပြီ3ရက်မှာကြာပြရမယ်ကွက်လေးပါဗျာမွေးကွက်ကလေးပါပတ်တီးလေးက3ပတ်တီးပါကိုဒီမှာရယ်เนาะဇာတို့မွေးပတ်တီး3ပတ်တီးပါအင်္ဂါဗုဒ္ဓဖူးကြာပြီ3ရက်မှာမွေးရမယ်ပတ်တီးလေးက3ပတ်တီးပါ3ပတ်တီးကိုကျွန်တော်တို့မွေးနှစ်ကွက်ကတော့3639မှာကိုဒီမှာရယ်ကဲအားလုံးပဲကျွန်တော်တပတ်တာအချုပ်ကလေးကိုပြောပြပေးမယ်တပတ်တာအချုပ်ကလေးလည်းကျွန်တော်ဘက်ကနေပြီးရရှိထားတာလေးတွေကိုပြောပြပေးမယ်ကိုဒီမှာတွေအားလုံးပဲဗျာเนาะကျွန်တော်ရရှိထားတဲ့တပတ်တာအချုပ်ကလေးကတော့အခုလာမယ့်ပတ်အတွက်တပတ်တာအချုပ်ကလေးကတော့ခွန်ရှောက်1ပါခွန်ရှောက်1ဒါမှဒီတပတ်လာမယ့်ပတ်မှာမပြောက်ပတ်တီးလေးတွေပေါ့ကိုဒီမှာတွေเนาะမပြောက်ပတ်တီးလေးတွေပါဒါဒီပတ်တီးလေးတွေကခွန်ရယ်6ရယ်1ရယ်ပါခွန်ရှောက်1ဆိုတဲ့ကဏ္ဍလေး3လုံးကဒါမြူကဏ္ဍလေးတွေပါမပြောက်ပတ်တီးလေးတွေပါကျွန်တော်တို့ဒီကဏ္ဍလေးတွေကဦးစားပေးကြမယ်ဆိုရင်ကျွန်တော်တို့အင်္ဂါဗုဒ္ဓဖူးကြာတာပြီ3ရက်မှာအဓိကအများဆုံးကြပါလိမ့်မယ်ကိုဒီမှာအားလုံးပဲเนาะဒါပေမဲ့ဒီအခုလာမဲ့အပတ်တစ်ပတ်လုံးစားတော့အခုဒါမပြောက်ပတ်တီးလေး3လုံးပါဒါမပြောက်ပတ်တီးလေးကျွန်တော်ရဲ့တပတ်စာအရှုပ်ကလေးပါတပတ်စာအရှုပ်3လုံးပါကဲဟုတ်ပြီကိုဒီမှာကျွန်တော်မွေးပရိတ်လေးနှစ်ခုကျွန်တော်ပြောပေးမယ်ဗျာเนาะမွေးပရိတ်လေးမွေးရမဲ့ပရိတ်ကလေးတွေကိုကျွန်တော်ပြောပြပေးမယ်ကိုဒီမှာเนาะမွေးရမဲ့လာမဲ့ပတ်တဲ့မွေးရမဲ့ပရိတ်ကလေးတွေကတော့6ပရိတ်2ပရိတ်ပါမွေးရကျွန်တော်ကောင်မတွေမွေးစောရမယ်ပရိတ်ကလေးတွေက6ပရိတ်2ပရိတ်ပါကိုဒီမှာအားလုံးပဲเนาะ6ပရိတ်2ပရိတ်လေးကိုမွေးပြီးစောပါကျွန်တော်ကောင်မတွေအားလုံးပဲကျွန်တော်တို့တပတ်စာအခွေလေးတွေကိုထပ်ပြီးပြောပြပေးမယ်ကိုဒီမှာတွေเนาะတပတ်စာအခွေလေးတွေကကျွန်တော်လေးလုံးကနန်းလေးလုံးကိုကျွန်တော်ဒါတပတ်စာအခွေလေးတွေပါတပတ်စာအခွေဒီကျွန်တော်ပြောတဲ့လေးလုံးလေးတွေကိုခွေစောပါကျွန်တော်ကောင်မတွေလုံးဝအဆင်ပြေရမယ်ကိုဒီမှာတွေအားလုံးပဲเนาะအခုလာမယ့်ပတ်အတွက်ကိုပါကိုဒီမှာတွေเนาะကျွန်တော်ရဲ့တပတ်စာအခွေလေးကခွန်991ပါခွန်ရဲ့9ရဲ့9ရဲ့1ရဲ့ပါကိုဒီမရေနော်ခွန်991ပါအဲ့ဒါကျွန်တော်ရဲ့အခွေလေးပါတပတ်စာအခွေလေးပါကျွန်တော်ကိုမတွေကိုကျွန်တော်ရရှိထားတဲ့ခဏလေးတွေပြောပြီးပြီဆိုတော့ကျွန်တော်ရဲ့ကိုမတွေကကိုနှစ်သက်ရကိုကြိုက်နှစ်သက်ရခဏလေးတွေကိုယူဆော့ပါလုံးဝအဆင်ပြေရပါမယ်ကိုဒီမတွေအားလုံးပဲနော်ကျွန်တော်အဓိကထားပြီးဆော့သေးချင်တာကတော့ကျွန်တော်တို့ဒီဗုဒ္ဓဖူးမကျော်ပေါ့ဗုဒ္ဓဖူးမကျော်ဆိုပေမဲ့ဒီဘက်ကတနင်္လာနေ့တာဦးနေ့မှာဖောင်းတဲ့အတွက်ကြောင့်အင်္ဂါရဲ့ဗုဒ္ဓဖူးရဲ့ကြာတာပရိရဲ့3ရက်မှာအဓိကထားဆော့ရမယ်ဇာတုံးမွေးပတ်တီးလေးက3လေးပါ3ကို
ဇာတုံးမွေးပတ်တီဖြစ်ဆော့ပါကျွန်တော်ကိုမတွေလုံးဝအဆင်ပြေရမယ်နော်ဇာတုံးမွေးပတ်တီတစ်လုံးက3ပါ3ကိုအဓိကထားပြီးဆော့စီခြင်းတဲ့ကိုမတွေပြီးတော့3နဲ့ပတ်သက်လို့မွေးခွက်လေး2ခွက်က363ခွန်လေးကိုအဓိကထားပြီးမွေးပါကျွန်တော်တို့အင်္ဂါဗုဒ္ဓဖူးကြာတာပရိ3ရက်မှာထွက်ကိုထွက်ပေးရမယ်ဒါကြာနိုင်ခြင်းများတဲ့ကဏ္ဍလေးနဲ့ကျွန်တော်ရဲ့မွေးခွက်ကလေး2ခွက်ပါအဓိကထားဆော့ပေးပါအဲ့ကဏ္ဍလေးတွေကိုကျွန်တော်ရဲ့တပတ်စာအချုပ်ခွန်6တက်ကတော့ကျွန်တော်ရဲ့ကိုမတွေဒီလာမဲ့ပတ်တော့ကိုတပတ်စာဒါမပြောက်ပတ်သီးလေးတွေပါကျွန်တော်ကိုမတွေနော်ခွန်6တက်ကဒါမြူးနိုင်တဲ့ကဏ္ဍလေးတွေပါကိုတွေမတွေအားလုံးပဲနော်ဒါလာမဲ့ပတ်မှာမြူးတက်နိုင်ဆုံးနဲ့အကျနိုင်ဆုံးမြူးဖို့မြူးရမယ်ကဏ္ဍလေးတွေပါကျွန်တော်ကိုမတွေအတွက်ကိုကျွန်တော်မွေးရမယ်မွေးပရိတ်လေးကတော့ကိုပရိတ်နှစ်ပရိတ်ပါနော်ကိုတွေမတွေကိုပရိတ်နှစ်ပရိတ်ကိုအဓိကထားပြီးတော့မွေးစော့ပါအဓိကထားပြီးကစားပါကျွန်တော်ကိုမတွေလုံးဝအဆင်ပြေရမယ်ကိုတွေမတွေနော်တပတ်စာအခွေလေးကိုလည်းကြိုက်နေတက်လို့ကစားခြင်းနဲ့ဆိုရင်တပတ်စာအခွေလေးက991လေးလုံးအပြီးခွေလေးပါလေးလုံးအပြီးခွေလေးပါတပတ်စာအတွက်ပြကိုဒီမတွေအားလုံးပဲเนาะကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုပြီးဆုံးအောင်ကြည့်မကြီးကျွန်တော်ကိုမတွေလဲလက်မလေးတွေနှိပ်မယ်ဒူရီနဲ့ပတ်သက်လို့ share လို့ရတဲ့နေရာလေးတွေမှာ share ပေးမယ်မျှဝေပေးလို့ရတဲ့နေရာလေးတွေမှာမျှဝေပေးမယ်ကိုဒီမတွေအားလုံးပဲကျွန်တော်ရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးတဲ့ကိုဒီမတွေအားလုံးပဲ channel လေးကို subscribe လေးနှိပ်ပေးတာပါကျွန်တော်နောက်ပတ်တွေမှာလည်းကျွန်တော်ရရှိထားတဲ့ကဏ္ဍလေးတွေကိုအမြဲတမ်းတင်ပေးမှာပါဗျာเนาะဒီကျွန်တော်ရဲ့ဒီကိုဖြိုးဆိုတဲ့အကောက်ကနေပဲကျွန်တော်အမြဲတမ်းတင်ပေးမှာပါကျွန်တော်ရဲ့ကိုမတွေအတွက်ကိုကျွန်တော်အဓိကထားပြီးစော့စီခြင်းတဲ့ပတ်သီးလေးကတော့ကျွန်တော်တို့3ပတ်သီးပါဗျာเนาะကိုဒီမတွေကျွန်တော်ဒါထက်ကတလဲလဲပြောနေတယ်เนาะကိုဒီမတွေတေချာလေးတွေလိုက်မှန်မယ်တေချာလေးယူဆော့မယ်ကိုဒီမတွေเนาะကျွန်တော်တို့အင်္ဂါဗုဒ္ဓဖူးကြာတာပရိ3ရက်မှာကြောက်ကြပေးရမယ်ဇာရိုးပတ်သီးလေးကတော့3မွေးပါ3ပိုင်ပါ3ကဇာရိုးပတ်သီးပါကိုဒီမတွေเนาะ3နဲ့ပတ်သက်လို့မွေး2ခွက်လေးက363ခွန်ပါကိုဒီမတွေเนาะ36နဲ့3ခွန်အဓိကထားပြီးဆော့ပါကျွန်တော်တို့တပတ်စာအချုပ်ကခွန်6တက်ပါမွေးပရိတ်က6ပရိတ်2ပရိတ်ပါ6ပရိတ်2ပရိတ်ပါကိုဒီမတွေအားလုံးပဲเนาะကျွန်တော်တို့တပတ်စာအတွက်ကလေးလုံးအပြီးခွေလေးကခွန်9တက်ပါခွန်9တက်ပါကိုဒီမတွေအားလုံးပဲเนาะကဲအားလုံးပဲကျွန်တော်ရရှိထားတာလေးတွေကိုမျှဝေပြီးပြီဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုဒီမှာပဲကျန်ထားမယ်ကိုဒီမတွေအားလုံးပဲဗျာနော်ကဲအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလာမယ့်ပတ်မှာလည်းကျွန်တော်ကိုဖြိုးနဲ့ကန်ဆက်ပြီးတော့ကျွန်တော်ကိုမတွေပေါက်တီးပေါက်ကွက်လေးတွေမိကြပါစေကိုဒီမတွေအားလုံးပဲဗျာနော်ကဲအားလုံးပဲဘိုင်ဘိုင်ပါကိုဒီမတွေအားလုံးပဲ